ကျွန်တော်တို့ဒီနေ့ကိုတာဒီလူတီဆိုထားတဲ့မွေးရဲပြန်မယ်ဆိုတဲ့သချင်းရဲ့ intro ဒီနေ့ကိုသွားလိုက်ရအောင်နော်ကျွန်တော်ဒီကောင်ကိုတစ်ခေါက်ရင်တီးပြမယ်နော်ဟုတ်ပြီနော်ကျွန်တော်တို့အဲဆိုရင်ဒီသချင်းတီးမျိုးကိုသွားကြည့်အောင်နော်ကျွန်တော်တို့ဒီသချင်းကိုတီးမယ်ဆိုရင်ကျွန်တော်တို့ကာဖို့လိုတယ်ပေါ့နော်ကာဖို့ကိုကျွန်တော်တို့ flat နှစ်ကွက်မှညှက်မယ်နော်နှစ်ကွက်မှညှက်မယ်ဟုတ်ပြီ key ကတော့ B key ပေါ့ကျွန်တော်ဟုတ်ပြီတီးမယ်ဆိုရင်ကျွန်တော်ညာဘက်လက်ကပထမသုံးလည်းရတယ်ဒါပေမဲ့ကျွန်တော်ကတော့လက်နဲ့တီးတာပေါ့နော်လက်နဲ့တီးတာပိုအဆင်ပြေပေါ့နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဒီနေရာလေးကိုရင်သွားကြည့်အောင်အဲလေးကိုသွားကြည့်မယ်နော်တန်းစင်လေးပြန်လာထားဟုတ်ပြီအကောင်လေးကကျွန်တော်တို့လက်မနဲ့ငါးကြိုးအလွတ်ကြိုးတီးလိုက်မယ်နော်လက်မနဲ့တစ်ချက်နော်ဒီကာဘူကနေပဲစပြီးတော့တွက်လိုက်တော့မယ်နော်ဟုတ်ပြီငါးကြိုးလွတ်ကြိုးလက်မနဲ့တစ်ချက်တီးမယ်ပြီးရင်အကောင်ကကျွန်တော်တို့ဒီလက်သချွေနဲ့နှစ်ကြိုး၅ကွက်ကိုထောက်ထားမယ်ပြီးရင်လက်ညှိုးကလည်းနှစ်ကြိုး၃ကွက်ကိုထောက်ထားမှာနော်နှစ်ချောင်းဖိထားမှာနော်လက်သချွေကနှစ်ကြိုး၅ကွက်လက်ညှိုးက၃ကွက်နော်ဟုတ်ပြီအဲဒါဆိုရင်ကျွန်တော်လက်ညှိုးနဲ့ဒီနှစ်ကြိုးကိုတစ်ချက်တီးလိုက်ပြီးရင်လက်သချွေကိုကုတ်ချလိုက်ရမလားရမယ်နော်ဟုတ်ပြီအဲ့တော့ခုနဟာနဲ့ပေါင်းတီးကြည့်အောင်ဟုတ်တယ်နော်ပြီးရင်ရလာတယ်နော်အဲ့ဟာကကျွန်တော်တို့ကဒီလက်ညှိုးကိုနှစ်ကြိုးနှစ်ကွက်ကိုရွှေ့လိုက်နော်နှစ်ကွက်ကိုဖိပြီးတော့တစ်ချက်တီးမယ်နှစ်ကြိုးပြီးရင်လက်ကလေးကိုနှစ်ကြိုး၃ကွက်ကိုဖိပြီးတော့နှစ်ကြိုးတစ်ချက်တီးမယ်ရမှာဒါမျိုးပဲလွယ်ပါရဲ့နော်ခုနကနဲ့ပေါင်းတီးကြည့်မယ်ရမယ်နော်ပြန်တီးပြမယ်အဲ့ဟာပြီးရင်နော်အဲ့ဟာလေးလာတယ်လကာရိုနီစနစ်လေးပေါ့နော်ဟမ်မာပူတော့ပေါ့နော်ကျွန်တော်တို့အဲ့ဟာကလက်ညှိုးနဲ့နှစ်ကြိုးနှစ်ကွက်ကိုဖိထားပြီးတော့ကျွန်တော်နှစ်ကြိုးတစ်ချက်တီးလိုက်ပြီးရင်လက်ကလေးနဲ့နှစ်ကြိုး၃ကွက်ကိုအာယူပြီးပေါက်လိုက်ရမယ်နော်တစ်ချက်တီးမယ်ပြီးရင်လက်ကလေးကိုပေါက်မယ်ပြီးရင်အဲ့လက်ကလေးကိုပဲပြန်ကုတ်ချမယ်ရမလားအဲ့ဒီအဲ့လက်ကလေးကုတ်ချပြီးရင်လက်ညှိုးပါထပ်ပြီးတော့ကုတ်ချမှာနော်လက်ညှိုးပါထပ်ပြီးကုတ်ချမယ်နော်ဒါမျိုးဖြစ်သွားမယ်ရမယ်နော်ဟုတ်ပြီနော်တိကျပြန်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီပေါင်းတီးကြည့်အောင်ဖြည်းဖြည်းပြန်တီးရမယ်နော်အဲ့ဟာပြီးရင်ဒီကောင်လာတယ်နော်ဒီကောင်က၃ကြိုးနှစ်ကွက်ကိုလက်ညှိုးနဲ့ထောက်ပြီးတော့ကျွန်တော်တို့ဒီညာဘက်လက်ကလက်ညှိုးနဲ့ပဲ၃ကြိုးတက်ပြီးတော့တစ်ချက်တီးလိုက်ပါနော်ဒါမျိုးဖြစ်သွားမယ်ရအောင်ပြန်တီးပြမယ်နော်ရမယ်နော်ဖြစ်နိုင်ရင်တော့ကျွန်တော်တို့ဒီ၅ကြိုးအလွတ်ကြိုးကြီးကိုလေကျွန်တော်အတန်ကိုဒီလိုကြီး sustain ကြီးကျန်းနေအောင်တီးထားမယ်ပေါ့နော်အဲ့လိုကြီးပြတ်မသွားရအောင်အဲ့လိုကြီးမပြတ်ဖ ೇನೆ ဒီလိုကြီးကျန်းနေအောင်တီးနိုင်တော့ကောင်းတယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီဟာလာတယ်နော်အဲ့ကောင်လေးကကျွန်တော်တို့ကဒီထိတူတယ်အဲ့ထိတူတယ်နော်ခုနပထမဟာနဲ့ပြီးရင်အဲ့ဟာပြီးရင်အဲ့ကောင်လာတယ်အဲ့ကောင်ကကျွန်တော်တို့ဒီလက်ကလေးနှစ်ကြိုး၃ကွက်ကနေပြီးတော့တစ်ချက်တီးလိုက်တီးပြီးတော့နှစ်ကြိုးခွန်ကွက်ကိုဆက်လိုက်ဆွဲမှာပဲเนาะလက်ကလေးနဲ့ပဲဖိပြီးတော့ဆွဲလိုက်တာပေါ့เนาะအဲ့ဒါပြီးရင်လက်ညှိုးနဲ့နှစ်ကြိုး၅ကွက်ကိုဖိပြီးတော့နှစ်ကြိုးတစ်ချက်တီးလိုက်ရမယ်เนาะရမယ်เนาะလက်ကလေးကို
တီးပြီးချင်းတန်းဆွဲရနော်စလိုက်ကနော်ပြီးရင်လက်ညှိုးဖိရမလားဟုတ်ပြီအဲ့ဒီဖြည်းဖြည်းချင်းအစအနေပြန်ကြည့်ကြည့်အောင်ရမလားဟုတ်ပြီနော်ပြန်ကြည့်ပြမယ်နော်ဟုတ်ပြီနော်ဒါဆိုရမယ်နော်အဲ့ဟာပြီးရင်ကျွန်တော်တို့ကအဲ့ဟာကြီးထပ်လာတယ်နော်ပထမဆုံးဟာထပ်လာရနော်ဟုတ်ပြီနော်အဲ့ဒီတီးကြည့်မယ်အစအနေတီးမယ်နော်ရမယ်နော်အဲ့ဟာပြီးရင်လက်ကောင်လာရနော်ပြန်ကြည့်ပြမယ်ဟုတ်ပြီအဲ့ကောင်ကိုပြောပြမယ်အဲ့ဒီတူတယ်နော်အဲ့ဟာကတော့အမြဲတမ်းတီးနေရမယ်နော်အဲ့ဟာပြီးရင်ကျွန်တော်တို့ကအဲ့ကောင်လာရနော်အဲ့ဟာကကျွန်တော်တို့ဒီလက်ကလစ်နဲ့နှစ်ကျိုး၃ခွက်ကိုဖိထားတဲ့အတိုင်းမှာနှစ်ကျိုးကိုတစ်ချက်တီးလိုက်ပြီးရင်နှစ်ကျိုးခုံခွက်ကိုပဲစလိုက်ဆွဲမှာနော်နှစ်ကျိုးခုံခွက်တီကိုစလိုက်ဆွဲလိုက်လက်ကလေးနဲ့ပဲနော်ပြီးရင်အဲ့ဟာကတစ်ကျိုး၅ခွက်ကိုလက်ညှိုးနဲ့ဖိပြီးတော့တစ်ချက်တီးလိုက်တစ်ကျိုးကိုနော်ဟုတ်ပြီအဲ့ဒါတီးကြည့်မယ်အဲ့ဒီတီးကြည့်မယ်ရပါလားနော်အဲ့ဟာပြီးရင်အဲ့ကောင်လာရနော်အဲ့ဟာကကျွန်တော်တို့ဒီတစ်ကျိုး12ကွက်ပေါ့နော်တစ်ကျိုး12ကွက်ကိုလက်တကြွယ်နဲ့ဖိပြီးတော့တစ်ကျိုးတစ်ချက်တီးလိုက်ပြီးရင်တစ်ကျိုး9ကွက်ပေါ့နော်9ကွက်ကိုလက်ညှိုးနဲ့ဖိပြီးတော့တစ်ချက်တီးလိုက်ရမလားရမယ်နော်အဲ့ဒီတီးကြည့်အောင်ရမလားဟုတ်ပြီနော်အဲ့ဆိုရင်အဲ့ဒီအစားအနေတီးကြည့်မယ်နော်ဖြည်းဖြည်းချင်းတီးကြည့်အောင်ရမလားဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဟာကိုနှစ်ကြော်တီးတာနော်နှစ်ကြော်တီးတာကျွန်တော်တို့ကနောက်ဆုံးမှာဒီတစ်ချက်လေးပဲပို့သွားတာเนาะအဲ့ကောင်ကကျွန်တော်တို့ဒီဟိုပါပေါ့နှစ်ကျိုး30ကွက်ကိုလက်ကလေးနဲ့ထောက်ပြီးတော့တစ်ချက်တီးလိုက်တာပေါ့เนาะနှစ်ကျိုးကျွန်တော်တီးပြမယ်เนาะနောက်ဆုံးအခောက်ကိုနောက်ဆုံးကြော်ကိုတီးပြမယ်เนาะအဲ့နောက်ဆုံးတစ်ချက်လေးပို့သွားတာပဲရှိရမယ်เนาะအဲ့ဆိုရင်ကျွန်တော်တို့နှစ်ခေါက်လုံးပေါင်းပြီးတီးကြည့်အောင်เนาะအစားအနေစမယ်เนาะဒါဆိုရင်ရမလားเนาะကျွန်တော်လွယ်လေးပါဒါတွေပဲထက်ကတီးနေတာဒါမခတ်ဘူးရเนาะဒီဟာလေးဒီနေရာလေးပဲအဲ့လက်ကာရိုနေရာလေးပဲနည်းနည်းကျင့်ရမယ်ပြီးတော့ဒီ boot off နေရာလေးပဲနည်းနည်းကျင့်ရမယ်เนาะပြီးတော့သတိထားမှာအဲ့ငါးချိုးကြီးကိုကကျွန်တော်တို့က sustain ကြီးကျန်းနေအောင်တဘာဆိုရင်တဘာလုံး sustain ပါနေအောင်တီးရမယ်ပေါ့เนาะအဲ့တစ်ချက်တည်းတီးပြီးတော့ sustain ကြီးရှည်ဆွဲထားပဲဟုတ်ပြီเนาะကျွန်တော်တို့အဲ့ဒါဆိုရင်ဒီသချင်းကိုရမယ်ထင်ပါတယ်เนาะကျွန်တော်အောက်မှာ tab note လည်းပြထားတယ်ဆိုတော့เนาะဖြည်းဖြည်းချင်းကျင်းကြပါအဲ့တော့ဒီသချင်းနဲ့ပတ်သက်ပြီးနားမလည်တာရှိရင်ကျွန်တော်comment မှာမေးခဲ့လို့ရတယ်เนาะနောက်ထပ် tutorial လုပ်ပေးစေချင်တဲ့သချင်းလေးရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရတယ်เนาะ